But easy when sare key news day. But my son in Jenny Lisa Rose to her must get out the okay jaibono. I draw congratulations ma Jenny yes and 1990 collection fashion yeah jai so my bono. Do ya auto clear or jai so my bono. Rose on was on us in be bono. Long one gentleman bones and really bono. နောက်တစ်ယောက် Lisa ရဲ့ဝတ်စုံတော့မကြိုက်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အောက်ပိုင်းမပါလို့ပေါ့နော်။အဲ့ဒီအတွက်လည်း fan နဲ့ဒါထဲမှာပွဲဖြစ်သွားလိုက်သေးရပေါ့နော်။ပြင်ဆင်ပေးတဲ့သူဘက်ကနေပြီးတော့သူ့ရဲ့မိမဟာလည်းပဲမပါဘူးဆိုပြီးတော့ပဲဖြည့်ရှင်းချက်ပေးထားရပေါ့နော်။ပြီးတော့ Rose ရဲ့တရှင်အသစ်ထွက်ထားရပေါ့နော်။ F1 movie ရဲ့အတွက်ရှင်တဲ့ soundtrack တကူထွက်ထားတယ်မကြည့်ရသေးဘူးဆိုတော့သွားကြည့်ကြလိုက်အောင်ပေါ့နော်နောက်တစ်ခုကရှာရင်ဝူတို့ရဲ့တည်ပေါ့နော်Melody ရဲ့ brand ambassador ဖြစ်တဲ့ကိုယွန်ရောင်းနဲ့ရှာရင်ဝူတို့ဟာ collaboration တခုခေါ်ရနေဆိုသူတို့နှစ်ယောက်ရိုက်ကူမှာပေါ့နော်သူတို့ရဲ့ထွက်ရှိမဲ့နေ့ကတော့ဒီလ23ရက်နေ့ဖြစ်ပါတယ်တဲ့နောက်တစ်ခုကလည်းအတိုင်းပဲ ambassador ဖြစ်ကြတဲ့ပြောင်းဦးစောနဲ့ဆိုပင်တို့ရဲ့commercial film ပေါ့နော်သူကကျတော့15ရက်နေ့မှာထွက်မှာပေါ့နော်အနေနဲ့ကကျတော့ IU နဲ့ Kinterio ရဲ့ This Person Award ရဲ့အကျိုးဆက်ဖြစ်တဲ့ Intense Fan War ပေါ့နော်အဲ့မှာဆိုရင်သူ IU ကဘာကြောင့် Best Actress Award မရခဲ့ရလဲလို့တွေ့ကြည့်ရပေါ့နော်အရင်မသိပေမဲ့ရဲ့ထင်မြင်ချက်ပေါ့နော် IU ရဲ့လေမော်ဒီကမှာကျတော့ IU က role နှစ်ခုအနေနဲ့ပါရတာပေါ့နော်သမီးရဲ့ role ကကျတော့အရန်ကြီး mainly မဟုတ်ဘူးပေါ့နော်ဟိုငငယ်လေးတောက်လျှောက်ကနေပြီးတော့အမေရဲ့ဇက်ကောင်ကအဓိကဇက်ကောင်လို့ထင်တယ်ပေါ့နော်ဆိုတော့ကျတော့သမီးရဲ့ role ရဲ့ဇက်ကောင်ဆိုရင်တိတ်ပြီးတော့မပါလာတော့ဘူးကွာဆိုတော့ပြီးရင် process ကအရန်ကိုမြန်လုံးနေပေါ့နော်ဥပမာမင်းသမီးသူကြီးစားနဲ့ပြတ်တယ်နောက်ကြီးစားတည်ရတယ်ပြီးတော့ကလေးမွေးတယ်ပြီးတော့ကျတော့အရင်ကြီးစားအိမ်အောင်ကြတာတယ်အဲ့ဒီ process ကအရန်မြန်နေကွာတိလားဘာဖြစ်သွားလိုက်မှန်အောင်မသိလိုက်ဒီလိုခံစားရတယ်ကွာKintery ရဲ့ချောင်းယွန်းကကျတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်။အိုးတွန်းပေါ်ကတောသူမှာကောင်မလေးတယောက်ကနေပြီးတော့တကယ် star တယောက်ဖြစ်လာတဲ့ပုံကိုတောက်ပြပါဘောနော်လို့ရိုက်နေပြောဆွဲခေါ်သွားမျိုးပေါ့နော်ဆိုတော့ကျတော့ဤအနေနဲ့ဆိုရင်ကြာရင် IU ကထက် Kintery ကပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ bye bye